ဟုတ်ကျေးဇူးများကြီးတင်ပါတယ်အင်မတန်လေးဝမ်းသာပါတယ်ခုနဟို Chris Lim ပြောသွားသလိုပဲပေါ့နော်ကျမဒီကိုလာခဲ့တာက Penn Sydney Penn Melbourne Penn Perth Penn Center 3ခုရဲ့စုပေါင်းပြီးတော့စီစဉ်တဲ့အစီအစဉ်တွေမှာပါဝင်ဆောင်ရွက်ဖို့ပေါ့နော်2024ခုနှစ်တုန်းကလည်းဒီတိုင်းပါပဲဒါပေမဲ့ဒီနှစ်ဒီပတ်ကိုရောက်ဖို့လို့အတွက်ကိုပတ်မှာရှိတဲ့ Center for Stories ကလည်းကျွန်မကို residency 2ပတ်နဲ့ဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကျွန်မဒီမှာအချိန်ကြာပေါ့နော်လာပြီးတော့နေခွင့်ရတယ်လို့ဆိုရမှာပါအဲ့ဒီအတွက်လည်းအများကြီးကျေးဇူးတင်တယ်အထူးသဖြင့်တော့သူတို့တွေရဲ့Penn Center 3ခုလုံးရဲ့ပေါ့နော်တလျှောက်လုံး2024ခုနှစ်ကရောဒီနှစ်မှာရောနားလည်ပေးမှုကသူတို့ဖိတ်တယ်ဆိုပေမဲ့သူတို့ရဲ့အစီအစဉ်တွေကိုပူးပေါင်းဆောင်ရွက်တယ်ဆိုပေမဲ့ဒီမှာရှိတဲ့ဒေသခံမြန်မာ community ကလုပ်တဲ့အစီအစဉ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုလည်းသူတို့ကိုယ်တိုင်က highlight လေးနဲ့ပေါ့နော်တိုက်တွန်းပေးတယ်လက်ခံပေးတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်မသူတို့ပို့ပြီးတော့ကျေနပ်ရတယ်တကယ်တမ်းပြောရကြီးဆိုရင် Penn International ရဲ့အစိပ်ပိုင်းတစ်ခုလို့ဖြစ်လာရတာကကျွန်မအတွက်အများကြီးအဓိပ္ပာယ်ရှိတယ်ပေါ့နော်အခုဆိုရင်ကျွန်မကဒီPenn International တစ်ခုလုံးမှာcommittee ၄ခုရှိတယ်အဲ့ဒီ၄ခုထဲမှာ Writer and Prison Committee ဆိုတဲ့အကျဉ်းချစာရေးဆရာများကော်မတီကအဓိကအကြဆုံးပေါ့နော်ကျွန်တော်တို့အဓိကတစ်ကမ္ဘာလုံးမှာရှိတဲ့အန်ဒီရရှိနေတဲ့စာရေးဆရာတွေထောင်ထဲရောက်နေတဲ့စာရေးဆရာတွေကိုကူညီပေးရတဲ့ပေါ့နော်သူတို့ကိုအဆင်ပြေအောင်လို့ပေါ့နော်လုပ်ပေးရတဲ့အလုပ်ကိုအဓိကလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဖွဲ့အစည်းတစ်ခုလုံးရဲ့အရေးကြီးဆုံးကော်မတီပေါ့နော်အဲ့ဒီကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်နဲ့ကျွန်မ2021ခုနှစ်မှာစပြီးအရွေးခံခဲ့ရတာပေါ့ဆိုတော့အဲ့ဒီစပြီးတော့အရွေးခံဖို့လို့ဆုံးဖြတ်တဲ့အချိန်ပေါ့နော်သူတို့ဝိုင်းတိုက်တွန်းတယ်အဲ့ဒီအချိန်ကကျွန်မ board member အဖြစ်ကနေကျွန်မကိုရက်စဲလိုက်ပြီးတော့ပေါ့နော်အဲ့ဒါကိုကျွန်မရက်လိုက်ပြီးတော့မှဒီ chair အဖြစ်နဲ့Chair of Writer and Prison Committee ဖြစ်နေဝင်ရွေးခံမှာလို့တိုက်တွန်းတဲ့အခါမှာကျွန်မပထမတော့စဉ်းစားတယ်အဲ့ဒီအတွက်ကြောင့်လည်းကျွန်မပြည်ပကိုထွက်လာဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အကျဉ်းချစာရေးဆရာများကော်မတီဥက္ကဋ္ဌကမြန်မာပြည်ထဲမှာအကျဉ်းချသွားရင်မလွယ်ဘူးဆိုပြီးတော့ပေါ့နော်အဲ့ဒီသဘောနဲ့ထွက်လာတယ်ဆိုတော့အဲ့ဒီအလုပ်ကိုသူက3နှစ်တစ်ခါအရွေးခံရတာဆိုတော့ပထမအရွေးခံတဲ့အချိန်တုန်းကတော့ကျွန်မနဲ့အတူဝင်ပြီးတော့ဒီရွေးကောက်ပွဲဝင်တဲ့ဟာကPenn Moscow ကအမျိုးသမီးပေါ့နော်သူကအရွေးမခံခဲ့ရဘူးねကျွန်မအရွေးခံရတယ်နောက်တစ်ခါ2024ဟုတ်တယ်24 Oxford မှာပြန်ပြီးတော့နောက် term ပြန်ဆက်တဲ့အခါကျတော့ကျွန်မပြန်အရွေးခံရပြန်နေပေါ့နော်ဆိုတော့လူတွေကမေးတယ်ပေါ့နော်နင်းကိုယ်တိုင်လည်းအခက်အခဲတွေအများကြီးဖြစ်နေတယ်ပေါ့နော်ကိုယ်တိုင်လည်းအခုချိန်ဒီကျွန်မဘာမှမသိတဲ့အနာဂတ်ကြီးတစ်ခုသွားနေရတဲ့အခါကျတော့ဘာဖြစ်လို့ဒီလောက်ပို့ပြီးတော့များပြားရှုပ်ထွေးတဲ့အလုပ်တွေကိုပေါ့နော်တစ်ဖက်ကလုပ်ဖို့လို့အတွက်ဆုံးဖြတ်တာလေလို့မေးတဲ့အခါကျတော့ကျွန်မကဒီအဖွဲ့ရဲ့ဒီကူညီအောင်ကူညီပံ့ပိုးမှုတွေကကျွန်မထောင်ထဲရှိစဉ်ကလေးอ่ะပေါ့နော်ကျွန်မထောင်ကလုပ်ဖို့လို့အားထုတ်ခဲ့တဲ့အထက်မှာ Penn International ရဲ့ကျေးဇူးတွေအများကြီးပါခဲ့တယ်အဲ့ဒီအပြင်ကိုအဲ့ဒီအတွက်ကြောင့်လဲကျွန်မလိုပဲဘဝတူပေါ့နော်အခက်အခဲရှိနေတဲ့စာရေးဆရာအကျဉ်းချနေတဲ့စာရေးဆရာတွေကိုကူညီရမယ်ဆိုတဲ့အသည့်ကိုကျွန်မကအမြဲတမ်းစိတ်ထဲမှာထားခဲ့တယ်အဲ့ဒီအပြင်အဲ့ထက်ပိုတာတခုကဘာလဲဆိုတော့ကျွန်မအမြဲတမ်းသူတို့နဲ့ပြောပြတဲ့အကြောင်းပြချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်မသိပါတယ်ကျွန်မနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်ရင်ကျွန်မအနော်အကျူးကိုအဲ့ထဲပဲစိတ်ကရှိနေတယ်ပေါ့နော်တစ်ချိန်လုံးပေါ့နော်ကျွန်မနိုင်ငံနဲ့ပတ်သက်လို့စားလဲဒီစိတ်သွားလဲဒီစိတ်ဆိုတာမျိုးပေါ့နော်ကျွန်မရဲ့အတွေးအကြံအပြုအမူအပြောဆိုတွေအကုန်လုံးကအဲ့ဒီဘက်ကိုတအားအားတာတဲ့ခါကြတော့ကျွန်မအစွန်းရောက်သွားမှာကိုယ့်ကိုစိုးရိမ်နေအဲ့ဒီတော့ကျွန်မအတွက်အကောင်းဆုံးဒီအခန်းကဏ္ဍကိုတာဝန်ယူခြင်းပဲပေါ့နော်တကမ္ဘာလုံးကအကျဉ်းချစာရေးဆရာတွေဟလာအကျဉ်းချဖို့အတွက်အန်ဒီရရှိနေတဲ့စာရေးဆရာတွေရဲ့ကိစ္စတွေကိုကျွန်မထဲထဲဝင်ပါဝင်လိုက်ခြင်းအပြင်ကျွန်မပို့ပြီးတော့မျှတတဲ့အနေအထားတစ်ခုပေါ့နော်အဲ့ဒီအနေအထားတစ်ခုမှာထိန်းထားလိုက်နိုင်တယ်
နောက်မှဆိုရင်ကျွန်မကမြန်မာကိစ္စလို့ရင်တကဘာလုံးဘာဖြစ်နေနေမသိတော့တဲ့ဘဝရောက်သွားမှာလေကျွန်မအင်မတန်ကြောက်ပါတယ်တကယ်ကိုကြောက်ပါတယ်ဒါကြောင့်မလို့တကယ်တမ်းဟလာဒီမှာဂျပန်မှာတော့ series like ပြောတဲ့ပေါ်ပြောပွဲတွေအတွက်ကျွန်မခေါင်းစဉ်တစ်ခုပဲပေးတယ်ဒီမှာတော့အဲ့လိုကြိုပြီးတော့ဂျပန်တော့ကျွန်တော်တို့အချိန်ယူပြီးတကယ်ပြင်ဆင်ခဲ့တာပေါ့နော်အဲ့ဒီအတွက်လည်းဂျပန်ကဒီစာပေပေါ်ပြောပွဲပြင်ဆင်တဲ့သူတွေကိုကျွန်မသိသဘောကျတယ်သိကျေးဇူးတင်တယ်ဒီချောင်းညီနိုင်ပြီးပြင်ဆင်ခဲ့နိုင်တယ်ဒီမှာတော့အဲ့လိုကြောင်းပြင်ဆင်ခဲ့လိုက်နိုင်ဘူးပေါ့နော်ကျွန်မရဲ့ဗီဇာကိစ္စတွေရောတခြားကိစ္စတွေရောနဲ့ပေါ့နော်နောက်ဟိုမှာကတော့သူတို့ကပဲစီစဉ်ပြီးတော့ဟိုဒီဂျပန်ခီးစဉ်တစ်ခုလုံးကိုမြန်မာ community ကစီစဉ်တာဒီမှာကျတော့ကျွန်မမှာဟိုအများကြီးပဲရှိနေတာဆိုတော့လေဆိုတော့ဒီမှာမစီစဉ်နိုင်တဲ့အချိန်မှာခေါင်းစဉ်ပေးမယ်လို့စဉ်းစားတဲ့အခါကျတော့ကျွန်မကမဲလ်ဘုန်းမှာတော့ခေါင်းစဉ်ကိုအတူမဲ့အတူကစူးစီးကြလို့ပေးခဲ့တယ်ဆစ်ဒနီမှာတော့ကျွန်မကဒီမီးတော့တွေကြားလမ်းပြောင်းမသွားအောင်ဆိုပြီးတော့ပေါ့နော်အမှန်တော့အဲ့နှစ်ခုကရက်ကဟိုအရင်ဖြစ်တာမဲလ်ဘုန်းဖြစ်လို့ခေါင်းစဉ်ကတကယ်တမ်းကျတော့ဆစ်ဒနီခေါင်းစဉ်ကိုပြန်စရင်ပိုကောင်းတယ်ပေါ့နော်မီးတော့တွေကြားလမ်းပြောင်းမသွားအောင်အတူမဲ့အတူတကွစူးစီးကြပေါ့နော်အဲ့တော့ဒါဒီမှာနောက်ဆုံးဖြစ်လာတဲ့အခါကျတော့ခေါင်းစဉ်ပေးပါလို့ဆိုတဲ့အချိန်မှာကျွန်မပြန်စဉ်းစားတယ်ပေါ့နော်ပြန်စဉ်းစားတဲ့အခါမှာဒီခေါင်းစဉ်လေးကိုစဉ်းစားဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်ကမ္ဘာအနေအထားအားလုံးကလည်းကျွန်တော်တို့ကိုဟုတ်လားကမ္ဘာအဟောင်းကြီးကတိတ်ချိန်နေမကောင်းတော့ဘူးဆိုတာပြနေတာပေါ့နော်အရင်ကဒုတိယကမ္ဘာစစ်အလွန်မှာစူးစီးခဲ့တဲ့ပေါ့နော်ဒီကုလသမဂ္ဂလိုစုဖွဲ့မှုမျိုးကအစအခုချိန်မှာစဉ်းစားစရာတွေအများကြီးဖြစ်လာတယ်ပေါ့နော်ကမ္ဘာနေရာနဲ့ဒီတိုက်ကြီးအားလုံးရဲ့အခြေအနေအားလုံးရဲ့အပြောင်းလဲတွေကလေကျွန်တော်တို့ပို့ပြီးတော့စဉ်းစားစရာတွေပေးလာတယ်ဆိုတာမျိုးခံစားရတယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ရဲ့ဒီပင်အနေနဲ့ဆိုရင်စာရေးဆရာတွေအချင်းချင်းပြောကြဆိုကြသိနေကြတဲ့အခါကျတော့ခုနကိုခရစ်လင်းပြောသွားသလိုပဲကမ္ဘာမှာတကယ်ဒီမိုကရေစီကိုကောင်းကောင်းမွန်မွန်ကျင့်သုံးနိုင်တယ်ဆိုတာကမ္ဘာကြီးရဲ့အစိပ်ပိုင်းလေးတစ်ခုပဲဖြစ်နေတယ်အင်မတန်နည်းတဲ့အစိပ်ပိုင်းလေးရပဲသွားနေတာပေါ့နော်အဲ့တော့လက်တလောအားလုံးလည်းသတိထားမိပဲထင်တယ်ပေါ့နော်ပြီးခဲ့တဲ့2 လလောက်ကနေစပြီးတော့ပို့ပြီးတော့တချို့နိုင်ငံတွေရဲ့ဟလာနိုင်ငံခြားရေးအရာဆက်သွယ်ပုံခြေလှမ်းပုံတွေကပြောင်းလဲစာပြုတ်လာတယ်ပေါ့နော်ပြုတ်ကွဲတာမျိုးထက်ဆိုင်ရင်ကိုဟာကိုပေါ့နော်တဖြည်းဖြည်းနဲ့ဘယ်လိုခေါ်မလဲ globalization ပြတ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ကဘာကြီးကြည့်မယ်ဆိုတဲ့စိတ်ကူးတွေကနေကဘာကြီးကရွာကြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးတွေကနေမဟုတ်တော့ဘူးငါနေရာငါဒေသငါလူမျိုးငါနိုင်ငံဟလာငါပါတီဆိုတဲ့အဲ့ဒီအစွဲဘက်ပေါ့နော်ပို့ပြီးတော့ရွေ့လာတဲ့အနေအထားတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီရွေ့လာတဲ့အခါတွေမှာလေတကဘာလုံးအနေထားနဲ့အများစုကဒီလိုရွေ့တယ်ဆိုမဲ့ခုနလိုပေါ့နော်15%ရာခိုင်နှုန်း20%ရာခိုင်နှုန်းသောဒီမိုကရေစီရဲ့အနှစ်သာရတွေကိုအင်မတန်ထဲဝင်ယုံကြည်လက်ခံတဲ့အစုအဖွဲ့တွေကတော့စဉ်းစားစာပြုလာပြီပေါ့နော်ကဲဒီလိုနီးနဲ့အလုံးမဖြစ်ရင်ဘလိုနီးနဲ့အလုပ်ဖြစ်အောင်လုပ်ကြရင်ကောင်းမလဲဆိုတာမျိုးပေါ့နော်ကဘာကတကယ်တမ်းပြောရကြည့်ဆိုလို့ရှိရင်ပထမကဘာစစ်နဲ့ဒုတိယကဘာစစ်ကြားကာလသည်နှစ်30မပြည့်ဘူးပေါ့နော်နှစ်30ပတ်ချလဲပေါ့လေအဲ့လောက်ကြာခဲ့တော့ကျွန်တော်တို့အရင်ကစဉ်းစားခဲ့ကြတာကဒုတိယကမ္ဘာစစ်ပြီးရင်နှစ်20လောက်အတွင်းမှာတတိယကမ္ဘာစစ်များဖြစ်မလားလို့ပေါ့နော်စိတ်ပူခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အင်မတန်ကာလရှည်ကြတဲ့ဒီစစ်အေးကာလကြီးကိုဖြတ်လိုက်ရတယ်ဒါပေမဲ့စစ်အေးကာလတုန်းကဘာပဲပြောကမ္ဘာကြီးဒီအတွေးခေါ်ပေါ်မှာအခြေတည်တဲ့ပေါ့နော်နိုင်ငံရေးသဘောတရားတစ်ခုအတွေးခေါ်ပေါ်မှာအတွေးခေါ်တစ်ခုပေါ်မှာအခြေတည်တဲ့စုဖွဲ့မှုတွေနဲ့တယောက်ကိုတယောက်ဆောင်နေကြတာပေါ့လေညံဆောင်နေခဲ့ကြတာပဲရှိတယ်တကယ်မတိုက်ခဲ့ကြဘူးပေါ့နော်အဲ့လိုအနေထားကိုရှိတယ်ဒါပေမဲ့ဆိုးရွားလာတာဘာလဲဆိုတော့ဒီတိုင်းနေပြိုတယ်ကျမတို့စီမှာလည်းဒီမိုကရေစီလှုပ်ရှားမှုတွေလှုပ်လာတယ်ပေါ့နော်ဂျာမနီမှာဆိုရင်ဒါခြားနားထားတဲ့တိုင်းပြိုကျသွားတယ်စသဖြင့်အမျိုးမျိုးလူးလွန်ရုန်းကန်မှုတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတစ်ချိန်ကဟလာကိုယုံကြည်ရာနိုင်ငံရေးမူဝါဒကိုကင်ဆွဲပြီးတော့
ကိုယ်နိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်ရေးရအစပါနော်ကျန်တဲ့စီမံခန့်ခွဲမှုတွေကိုလုပ်ခဲ့တဲ့သူတွေကို၌ကပြောင်းလာတယ်ပေါ့နော်တနည်းအားဖြင့်ဟလာတရုတ်ဆိုလို့ရှိရင်လည်းသူဟာသူက communist ဆိုပြီးတော့နာမည်ခံထားတာပဲရှိတော့တယ်သူ့ရဲ့ဟလာဒီစီးပွားရေးအရာလှုပ်ရှားဆောင်ရွက်မှုတွေကသူယုံကြည်ပါတယ်လို့ပေါ်ခဲ့တဲ့မူဝါဒတွေနဲ့တစ်ထပ်တည်းမကျတဲ့အရွေးတွေကိုဖြစ်လာတယ်ပေါ့နော်ဒီလိုပဲဒီဘက်ပိုင်းမှာလည်းဟလာလို့ပြောတော့တာဒီမိုကရေစီလို့ပြောတယ်နော်တကယ်ဒီမိုကရေစီရဲ့သဘောတရားတွေကိုအခြေခံပြီးတော့လှုပ်ရှားဆောင်ရွက်တာတွေအစားအတပြည့်ပြည့်နဲ့ငါကြိုးစည်းဝါဆိုတဲ့ဟာတွေကိုပေါ်တင်ကိုအော်လာပြောလာတဲ့အနေအထားတွေကိုရွေ့လာတယ်ဆိုတော့ဒီဟိုပေါ့ဘာခေါ်မလဲ2000ခုနှစ်ပတ်ချာလည်လောက်ဖြစ်လာတဲ့အချိန်မှာကျွန်မထင်တယ်တကဘာလုံးရဲ့အားလုံးရဲ့စိန်ခေါ်မှုအသစ်ကဘာဖြစ်လာလဲဆိုတော့ခုနကအတွေးအခေါ်တစ်ခုပေါ်မှာအခြေတည်ပြီးတော့စဉ်းစားတဲ့တုံ့ပြန်တဲ့ကိစ္စတွေထက်စာလို့ရှိရင်ကိုကျိုးစည်းဝါးဘက်ကိုပို့ပြီးတော့အားသာလာတဲ့ဘက်ကိုရွေ့လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့အတွက်နောက်ထပ်အကြီးဆုံးစိန်ခေါ်မှုတစ်ခုကတော့အင်တာနက်ပေါ့နော်ကမ္ဘာလုံးအရင်ဆိုရင်တော့ဟလာကျွန်တော်တို့နိုင်ငံတွေမှာကျွန်တော်တို့ဒီလှုပ်ရှားခဲ့တဲ့ကာလတွေတုန်းကအင်တာနက်ဆိုတာမပေါ်တဲ့အခါကျတော့တယောက်ကိုတယောက်သတင်းစကားပါတဲ့ကိစ္စဆက်သွယ်တဲ့ကိစ္စတွေမှာအခက်အခဲတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့တနည်းအားဖြင့်ပြောရရင်တော့အဲ့ဒီအခြေဒီတုန်းကကျွန်တော်တို့လှမ်းခဲ့တဲ့ခြေလမ်းတွေကတယောက်နဲ့တယောက်ပိုးပြီးတော့အင်္ဂလိပ်လိုပြောရင် coordinate ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပို့ပြီးတော့ချိတ်ဆက်မှုကိုအားပေးတယ်မူတည်ပြီးလုပ်တယ်မူနဲ့ဒီအတွေးနဲ့ပတ်သက်လို့ရှိရင်ခိုင်မာမာရွေ့ကြတယ်ပေါ့နော်နောက်ပိုင်းကျတော့ဒီ individualism လို့ဆိုရမယ်ပေါ့နော်တကိုယ်ရည်ထူထောင်နိုင်မှုအတွက်ပံ့ပိုးပေးနေတဲ့ platform ပေါ့အထူးသဖြင့်တော့ internet ပေါ့နော် social media ဆိုတော့အဲ့ဒါတွေအားကောင်းလာတဲ့အခါမှာကျွန်တော်တို့ရဲ့ခြေလမ်းတွေကခုနလို coordinate သိမဖြစ်ကြတော့ဘူးပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့ဆိုတာတွေအားမပြီးတော့ကဘာကြီးကိုပြန်ကြည့်ရင်လည်းကဘာကြီးကအဲ့ဒီတိုင်းဖြစ်လာအဲ့တော့လက်တလုံးမှာဘာတိတာလာလဲဆိုတဲ့အခါကျတော့ဒီအရွေတွေကိုစဉ်းစားတဲ့အခါမှာတဖြည်းဖြည်းနဲ့ခုနလိုပေါ့နော် US ကစတဲ့ငါဂျိုးစီဝါဆိုတာကိုမူတည်ပြီးတော့ကျန်တဲ့နိုင်ငံတွေအပေါ်မှာဟလာအလေးနဲ့မထားတော့ဘဲနဲ့ပေါ့နော်ဘယ်လိုပြောမလဲဗမာလိုပြောရင်ကြောသလိုမောသလိုဆက်ဆံမှုတွေပေါ့နော်အဲ့ဒီကနေစပြီးတော့တော်တော်များများကခြေလမ်းအသစ်ကိုစဉ်းစားလာတယ်ဒီကဘာကြီးကတိတ်ခေါင်းသွားပြီပေါ့နော်ဒီကဘာကြီးကအတွေးခေါ်ပိုင်းအရာလေပြက်သားသားစဉ်းစားတွေးခေါ်ပြုမှုဖို့လို့အတွက်အစင်းနဲ့မဖြစ်တော့ဘူးပေါ့နော်ဘာတွေးခေါ်မှဟုတ်ဒီပတ်တိမရှိကြတော့ဟလာဘာတွေးခေါ်ပဲရှိလဲဆိုရင်ကိုကျိုးစီးပွားအတွေးခေါ်ပဲရှိတော့တယ်အဲ့ဒီခါကျတော့တချို့သောစိုးရိမ်ပူပန်တက်တဲ့နိုင်ငံတွေအဖွဲ့အစည်းကြီးတွေကအစခြေလမ်းတစ်ကိုစဉ်းစားစာပြုလာပြီပေါ့နော်ပြန်ပြီးတော့အသစ်စုဖွဲ့မှုတွေကိုစဉ်းစားတယ်ပြန်ပြီးတော့ဘလိုမျိုးကောင်းအောင်ပေါ့နော်လုံးကြမယ်ဆိုတာတွေကိုစဉ်းစားတယ်ဒီသဘောမျိုးနဲ့အခုအချိန်ကာလဟာကမ္ဘာသမိုင်းတစ်လျှောက်မှာပြန်စဉ်းစားရင်အတော်စိတ်ဝင်စားဖို့ကောင်းတဲ့အချိန်ကာလလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီလိုအချိန်ကာလမျိုးကိုဟလာ witness အနေနဲ့တက်တည်လူမျိုးမြင်ခွင့်ရတယ်ဆိုတာဟာတော်တော်လေးတော့ထူးတယ်လို့ပြောလို့ရတယ်ပေါ့နော်ကောင်းတယ်ဆိုရတော့အခုမပြောနိုင်ဘူးဒါပေမဲ့ထူးတာတော့အမှန်ပဲပေါ့နော်ကောင်းတယ်ဆိုရလို့ပြောဖို့ဆိုတာအချိန်လိုသေးတယ်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာကျွန်မဒီအခင်းချင်းကိုစဉ်းစားနေပြီးတဲ့အချိန်မှာကျွန်တော်တို့အခင်းချင်းကိုပေါ့နော်ကျွန်တော်တို့အခင်းချင်းမှာလည်းတဖြည်းဖြည်းနဲ့ပေါ့နော်ကမ္ဘာမှာအခုကတော့မာတီပိုလာသွားတော့မယ်လို့ပြောကြတာပေါ့နော်အရင်ကတော့US အခြေစိုက်တယ်ဒီဘက်မှာရုရှားအခြေစိုက်မယ်ဒီဘက်မှာတရုတ်အခြေစိုက်မယ်ဆိုတဲ့ဟာမျိုးနဲ့စဉ်းစားရတာလေအခုတဖြည်းဖြည်းနဲ့အခြားသောစုဖွဲ့မှုတွေဟလာဒီ reach out လုပ်မှုတွေကိုလုပ်လာတယ်ပေါ့နော် Australia ဆိုလဲအရင်ကမလုပ်ခဲ့တာအခုဆို EU နဲ့ပို့ပြီးတော့ဆက်ဆံမှုတွေထူထောင်လာတယ်ပေါ့နော်အနည်းအနားမှာရှိတဲ့နိုင်ငံတွေနဲ့လည်းဟလာဒီအရာရေနံအကြောင်းပြုပြီးတော့ဖြစ်စီပေါ့နော်တခြားသောစိုးရိမ်ပူပန်မှုကိုအကြောင်းပြုပြီးတော့ဖြစ်စီစီးပွားရေးအရာစပြီးတော့ခြေလမ်းအသစ်တွေကိုပြင်လာတယ်စီးပွားရေးခြေလမ်းအသစ်ဟာနိုင်ငံရေးပေါ်မှာတက်ရောက်တာကြီးပဲပေါ့နော်အဲ့တော့သူတို့ကအဲ့လိုလုပ်နေတယ်အဲ့ဒီအချိန်မှာကျွန်မရဲ့အင်မတန်ချစ်သောဟလာကိုယ်နိုင်ငံအရေးကိုယ်နိုင်ငံကလူအတိုင်းအဝိုင်းတွေကြားထဲကအရွေးကိုပြန်ကြည့်မိတဲ့အခါကျတော့
ကျွန်တော်တို့ကကဘာဟောင်းထဲမှာပျော်နေတော့ပဲလားလို့ကျွန်တော်ကတွေးမိတာပါကျွန်တော်တို့ခြေလမ်းအသစ်ကိုမစင်စားကြကြသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအခုရွေ့လာတဲ့အရွေဒီအားလုံးတစ်စုံလုံးစဉ်းစားပြီးတော့တစ်စုံလုံးကောင်းဖို့လို့ဘယ်လိုလုပ်မလဲလို့စဉ်းစားတဲ့အရွေရနေပြီးတော့ငါကောင်းဖို့ဆိုတဲ့ကိုကျိုးစည်းပွားဘက်ကိုရွေ့တဲ့အရွေကျွန်တော်တို့ကတစ်သက်လုံးကကိုကျိုးစည်းပွားပဲအခြေခံပြီးစဉ်းစားခဲ့ကြတယ်တစုံလုံးကောင်းဖို့လို့ဘယ်သူမှဒီလောက်မစင်စားခဲ့ကြဘူးဆိုတဲ့အမြင်မျိုးကျွန်မမှရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်နေလဲဆိုတော့နောက်ပြန်ပြေးတဲ့အတွက်ရှေ့ဆုံးရောက်နေတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့တော်တော်ရှေ့ရောက်နေကိုကျိုးစည်းပွားအရာပါပေါ့နော်အဲ့တော့ကိုခြေလမ်းကိုတစ်ဖို့လို့အတွက်ကိုဘယ်သူမှသိပြီးကြောင်းကြမစိုက်တော့ဘူးနော်သူတို့အတွက်ကြတော့ဒါခြေလမ်းအသစ်လောက်ရတော့မယ်ဒီလိုဖြစ်လာတာဟာအန္တရာယ်ပဲလို့သူတို့ကသိတယ်ဟဲ့လားဒီလိုမဟုတ်ခဲ့တဲ့အနေအထားတစ်ခုမှာရှိခဲ့တဲ့လူမှုသဟဇာတာဖြစ်မှုအပါအဝင်အာသာချက်တွေကိုသိတဲ့သူတွေကစဉ်းစားစားပြုတ်ပြီးတော့ခြေလမ်းအသစ်တွေနဲ့ဘလို့များဟလာကမ္ဘာအခင်းချင်းကိုကောင်းအောင်လုပ်တဲ့နေတူကို့အခင်းချင်းကိုကြိုးစည်းဝါကိုလည်းအကောင်းဆုံးလုပ်မလဲဆိုတာကိုစဉ်းစားစားပြုတ်ကျွန်တော်တို့ကတော့ကျွန်တော်တို့လူဖွဲ့စည်းထဲမှာရှိနေတယ်ပေါ့နော်ဘသူကပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အယောင်ပဲတက်ဘယ်နေရာမှာပဲနေဟလာဘသူ့ကိုပဲထောက်ခံမထောက်ခံပေါ့နော်စတန့်ကျင်ဖြစ်စီအများစုကခြေလမ်းဟောင်းနေနဲ့ပဲကျွန်တော်တို့ကအင်မတန်အသားကျသွားတယ်လို့ယူဆတယ်ပေါ့နော်ဒီထဲမှာမှခြေလမ်းသာမတက်တာဒီထဲမှာမှခြေလမ်းအဟောင်းချင်းကြားထဲမှာမှဘသူကတော့ဖနက်ဟီပုံမြင့်နေပေါ့နော်ရှူးဟီစာပုံမြင့်နေလို့ဘသူကနေနေလို့ဘသူကခြေတစ်ပေါင်ကျိုးဖြစ်နေတယ်ဆိုတာလောက်နေကျွန်တော်တို့ကရက်တာတော့မရွေ့ဘူးခြေလမ်းလည်းမလန်းဘူးဟုတ်လားအဲ့ဒီရက်နေရတဲ့ဟာပေါ်မှာပဲအင်မတန်ကိုဘယ်လိုခေါ်မလဲညင်းခုန်ဟလာစောင်းမြောင်းနေရတာအပေါ်မှာကျဉ်နဲ့နေတဲ့ခါကြတော့ကျွန်မအမှန်တိုင်းဝန်ခံရရင်စိုးရိမ်စားပြုပါတယ်ကျွန်တော်တို့တကယ်ကောဒီနီးနဲ့ပေါ့နော်ကမ္ဘာအပြောင်းလဲကြီးကတော်တော်ကြီးတဲ့အပြောင်းလဲကိုသွားနေပြီဒါကိုကျွန်တော်တို့ကတက်တည်အနေနဲ့တော့မြင်ခွင့်ရတယ်သို့သောဒီအပြောင်းလဲထဲမှာကျွန်တော်တို့ကိုယ်တိုင်ကခြေလမ်းအသစ်တွေကိုမစင်စားနိုင်ဘူးဆိုရင်မလှမ်းနိုင်ဘူးဆိုရင်ကျွန်တော်တို့ဒီတက်တည်တော့ဆက်ဖြစ်ပါမလားခြေလမ်းလှမ်းတော့မှကျွန်တော်တို့ဒီလှုပ်ဆောင်သူ doer ပေါ့နော် subject တွေဖြစ်လာမှာကျွန်တော်တို့ဒီကတ္တားတွေဖြစ်မှာဒါပေမဲ့ဘာမှမလုပ်တော့ဘူးဆိုတဲ့အချိန်ကြရင်တက်တည်အဖြစ်နေရာလေးမှာတော့ဆက်ရှိပါမလားဆိုတဲ့တန်တရားရှိတယ်ကျွန်တော်တို့ဒီသားကောင်ဖြစ်ဖို့ပဲများသွားမယ်ကျွန်တော်တို့ဒီကတ္တားဟလာကံမဖြစ်နိုင်တော့ကတ္တားဖြစ်တော့မယ် object တွေပဲဖြစ်တော့မယ် victim တွေပဲဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါကြောင့်မလို့တစုံလုံးစဉ်းစားတဲ့ဟလာကိစ္စကိုကျွန်တော်တို့လူအဖွဲ့အစည်းကဘယ်နာရောက်နေတဲ့အစုအဖွဲ့ကမဆိုဦးစားပေးပြီးတော့လှုပ်စေခြင်းနဲ့ဆိုတာမျိုးကိုကျွန်မအခုနောက်ပိုင်းမှာအများကြီးပြောပြတယ်ရေးပြတယ်ပေါ့နော်ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေတခါတလေမှကျွန်တော်တို့ကကိုယ့်ဟာနဲ့ကိုယ်တော့အဆင်ပြေတယ်လို့မြင်တယ်ပါဆိုကိုယ့်နေရာကိုရပ်ပြီးကြည့်တာဟုတ်ကိုယ့်နေရာကိုရပ်ပြီးကြည့်ရင်တော့ကိုယ့်မျက်လုံးနဲ့ကိုယ့်အတွေးနဲ့ပဲကြည့်နေတဲ့ရွေးတော့ဒီပေါ်မှာတိတ်ပြီးတော့စိုးစိုးဝါးဝါမြင်မှာမဟုတ်ဒါပေမဲ့အပြင်ကရက်ကြည့်လိုက်တဲ့ခါကျတော့တိတိတသာမြင်ရတယ်ပေါ့နော်နည်းနည်းလေးအပြင်ကိုထွက်ပြီးရက်ကြည့်လိုက်တဲ့အခုဗာလဲအာကာသသွားကြတဲ့သူလိုမျိုးပေါ့နော်လာရဲ့ကိုယ်ပဲချမ်းကိုကျွန်တော်တို့အခုမြင်ရပြီပေါ့နော်သူတို့ကအပြင်ကထွက်ပြီးတော့မရက်ခဲ့ဘူးဆိုရင်အပြင်ကထွက်ပြီးတော့ကျွန်တော်တို့မရိုက်ပြခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဒီပုံကိုမြင်စရာအကြောင်းမရှိဘူးအခုတော့ကျွန်တော်တို့ဒီသက်တမ်းအတွင်းမှာကျွန်တော်တို့ကမြင်ခွင့်ရလိုက်တယ်ပေါ့နော်တက်တည်ခံလေးလို့မြင်ခွင့်ရလိုက်တယ်ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်တို့ကခဏကလေးပေါ့နော်ကိုယ့်နေရာကိုရက်နေတာလေးတွေကိုခဏကလေးဆိုင်ငံထားပြီးတော့ခြေလမ်းအသစ်တွေစဉ်းစားပြီးတော့တစုံလုံးပြန်မြင်ကြည့်နိုင်ဖို့လို့အတွက်အားထုတ်ရမယ့်အချိန်ကိုအမှန်တော့ကြောနေပါပြီတကယ်တော့ကြောနေပါပြီသို့တော့လုံးမယ်ဆိုတော့တိတ်နောက်ကျလာပြီလို့မဆိုနိုင်သေးဘူးပေါ့နော် still ကျွန်တော်တို့လုပ်လို့ရသေးတယ်အခုဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဘာပြောလို့ရှိလဲဆိုတော့even 88နောက်ပိုင်းမှာလေးဟိုကကျွန်တော်တို့ကပြောတယ်အတိုက်ခံလုပ်တယ်ဗာလဲစစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တယ်ဆိုသည့်တိုင်အောင်ကျွန်တော်တို့အများစုကမိသားသမားတွေလို့လုပ်တယ်ပေါ့နော်ဟာ
ဘာလဲဆိုတော့မီးလောင်တော့မှသွားပြေးတတ်တာမျိုးပေါ့နော်ကြိုပြီးတော့ဘာလုပ်လဲကြိုပြီးတော့ဘာလုပ်လဲဆိုတဲ့မိကုံကတော်တော်လေးခက်တဲ့အမိကုံဖြစ်လာတယ်ကျမတို့လူအဖွဲ့အစည်းမှာလေဒါကြောင့်မလို့ကျမစဉ်းစားတာဟုတ်ပြီကျမတို့ကမိသက်ယုံနဲ့တစ်ခုတက်လာတယ်သတင်းတစ်ခုတက်လာတယ်အဲ့ဒီပုံမှာကောင်းနေဆိုးတယ်ဆိုပြီးဝေဖန်ကြတယ်ဟလားကိုမြင်တဲ့အမြင်နဲ့သူများမြင်တဲ့အမြင်နဲ့မတူရင်အဲ့လူကိုသွားဆင်းမယ်ပေါ့နော်သွားပြီးတော့ကရုံးကြိုက်သွားလုံမယ်ဒါကျမတို့အတွက်အင်မတန်ရိုးအီနေတဲ့ခြေလမ်းဟောင်းတွေပဲမဟုတ်ဘူးလားပေါ့နော်ကျမတို့မဝသေးဘူးလားပေါ့နော်ကျမတစ်ခါလေးလေးမေးကြည့်တယ်ဒီလောက်ဟိုးပဲခစ်ထဲကလှမ်းလာတဲ့ခြေလမ်းတွေကိုလှမ်းလို့မဝသေးဘူးလားအဲ့ခြေလမ်းတွေကဘယ်ရောက်လဲဆိုတော့ဝိုင်းကြီးပတ်တူဝေပဲဒီထဲမှာပဲလဲနေတာပဲပေါ့နော်ဘယ်မှမရောက်ဘူးပေါ့နော်ဝင်းကဘာထဲမှာပဲလဲပြီးတော့ကျမတို့ကပတ်ရှောက်နေရတာကငါတို့ကရှောက်နေနိုင်သေးတယ်ဆိုတာကိုဂုဏ်ယူနေရတယ်ဆိုတာဟာဟုတ်သေးရဲ့လားပေါ့ကဘာကြီးကအဲ့လိုမဟုတ်တော့ကဘာကြီးကတကယ်ကိုအရွေးတစ်ခုကိုသွားနေပြီဒါကြီးကိုကျမတို့ကတက်တေကံအဖြစ်မြင်ခွင့်ရနေတဲ့ကာလဒါပေမဲ့ကျမတို့ကအဲ့ဒီဟာကိုအစင်မပြေဘူးကိုအစင်ပြေတာနောက်တစ်ခုရှိပါတယ်လို့သိရတာနေတော့မှကျွန်တော်တို့ကဘယ်လိုခေါ်မလဲအဲ့ဒီကိုအစင်ပြေတာနောက်တစ်ခုအတွက်ခြေလမ်းအသစ်လှမ်းရမယ်ဟလာအပြုအမူအပြောဆိုအကျင့်ကြံအသစ်တွေလုံးရမယ်ဆိုတဲ့ဟာကိုအားထုတ်ဖို့ဖြစ်စေအဲ့ဒီဟာကိုဝိုင်းပြီးတော့စဉ်းစားဖို့ဖြစ်စေအစင်နဲ့မဖြစ်ပြန်အဲ့ဒါနဲ့များကျွန်တော်တို့ကငါတို့နိုင်မှာတည်ကြတယ်လို့ပြောသေးတာနော်ဆိုတော့ဟိုကမဖြစ်ပါဘူးတကယ်တမ်းပြန်စဉ်းစားစေချင်တာပါကျမလေးယုံပါတယ်ငါတို့နိုင်မှာတည်ကြတယ်ပေါ့နော်ယုံတယ်ဘာလို့ယုံလဲလို့မေးရင်ကျမပြောလို့ရှိတာအဲ့ဒီစစ်အာဏာရှင်အုပ်စုရဲ့အရေးချင်းမဲမှုကိုယုံတာတကယ်တမ်းပြောအကြည့်ဆိုအခုအရေးချင်းမဲသည့်တိုင်အောင်သူတို့ဒီလေမဆုံးမနစ်ခြေလန်းနေနဲ့ရွေ့နေတာဒါလေးကျမတို့ကသိဖို့လိုတယ်တကယ်တမ်းပြောတာเนาะကျွန်တော်တို့ကစဉ်းစားနေတဲ့အချိန်မှာသူတို့နားနေလားဆိုသူတို့မနာဘူးသူတို့လည်းရွေ့တယ်เนาะကမ္ဘာခြေလန်းတွေမှာအခုဆိုရင်အကောင်းဆုံးအင်အားအကောင်းဆုံးစုဖွဲ့မှုတွေကလူမိုက်တွေလူဆိုးတွေလူရန်ကားတွေကြားထဲမှာပို့ပြီးတော့ရှိနေတယ်ဒါကျွန်တော်တို့အားလုံးသိတယ်တကယ်တမ်းပြောရကြည့်ဆိုရင်ပေါ့เนาะအဲ့ဒီအတွက်လည်းအစ်သောစုဖွဲ့မှုတွေကိုလုပ်လာတယ်ပေါ့เนาะသိမကြသေးဘူးလွန်ခဲ့တဲ့10စုနှစ်အတွင်းမှာအစ်သောစုဖွဲ့မှုတွေအများကြီးဖြစ်လာတယ်ဟလာငွေကြေးဆိုင်ရာစီးပွားရေးဆိုင်ရာစသဖြင့်ပေါ့နော်နိုင်ငံရေးမှမဟုတ်ဘူးအဲ့ဒီလိုစုဖွဲ့မှုတွေအများကြီးကိုဒီလူမိုက်တွေလူရန်ကလူနည်းစုလို့ကျွန်တော်တို့ကထင်တာတကယ်တော့လူနည်းစုမဟုတ်ဘူးတကယ်လူများစုနိုင်ငံအနေနဲ့ရည်ရင်သာကောက်လို့ရတယ်ဆိုပေမဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့ population လူဦးရေအကြီးဖြစ်တဲ့အခါကျတော့ပြန်စဉ်းစားကြည့်ရင်သူတို့ရဲ့ဘာခေါ်လဲအဖွဲ့အစည်းပေါ့နော်ဒီစုဖွဲ့မှုကြီးကရှော့တော့လို့မရတော့အောင်ကြီးတဲ့အရာတစ်ခုရှိတယ်။ဒါကြောင့်မလို့ဟလာပြီးခဲ့တဲ့2လလောက်ကထင်တယ်နော်ကနေဒါကဝန်ကြီးချုပ်ကပြောသလိုပေါ့နော်ငါတို့ကဆိုင်းဘုတ်တွေကိုတော့ထောင်ပြီးတော့ဆိုင်းဘုတ်ထောင်လိုက်ပြီးဆိုရင်ငါတို့တာဝန်ကျေသွားသလိုပဲပေါ့နော်ငါတို့ကဒီမိုကရေစီဆိုတာမျိုးပြောလိုက်ပြီးဒီဆိုင်းဘုတ်ထောင်လိုက်ပြီးဆိုရင်ငါတို့တာဝန်ကျေသွားသလိုကျန်တာဘာမှမလုပ်တာဟာမဟုတ်ဘူးနဲ့တူတယ်ငါတို့ပြန်စဉ်းစားရတော့မယ်ဆိုတာမျိုးပေါ့နော်ငါတို့ပြန်စဉ်းစားပြီးတော့ခုနလိုမျိုးစုဖွဲ့မှုအသက်တွေပြန်လုပ်ရမယ်ပို့ပြီးတော့ထိရောက်ခြေလန်းအတူလှမ်းကျင်တဲ့သူတွေကိုပြန်ပြီးဆွဲဆောင်မှရမယ်ပြန်ပြီးတော့စူးစီးမှရမယ်စသဖြင့်ပေါ့နော်ဒါနိုင်ငံအလိုက်ကိုကမ္ဘာမှာခြေလန်းအသစ်အတွက်စဉ်းစားစားပြုပြီးဆွေးနွေးစားပြုပြီးတိုင်ပင်စားပြုပြီးလှမ်းစားပြုပြီးကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကစုလဲဒီလိုပဲခေါင်းစဉ်အသစ်ဖြစ်ခြင်းဖြစ်သွားမယ်လူအသစ်မလာဘူးဆိုတာမျိုးအတွေးအသစ်မလာဘယ်လိုပုံစံနဲ့သွားမှာလဲဘယ်လိုရွေးမှာလဲဒါကြောင့်ကျွန်မဒီမဲလ်ဘုန်းမှာတော့ကံကောင်းထောက်မှဆိုတော့ကျွန်မဒီအကြောင်းကစာသင်ခန်းတက္ကသိုလ်ပေါ့နော်မဲလ်ဘုန်း University တက္ကသိုလ်ရဲ့စာသင်ခန်းတချို့တွေကိုလည်းကျွန်မသွားခွင့်ရတယ်အဲ့ဒီအပြင်အဲ့မှာရှိနေတဲ့ဘွဲ့လုံဗမာပြည်ကလာတဲ့ဘွဲ့လုံကျောင်းသူကျောင်းသားတွေနဲ့လည်းတွေ့ခွင့်ရတယ်အဲ့မှာလည်းကျွန်မပြောပြတယ်အခုချိန်မှာကျွန်မဒီလူတွေကိုပိုးပြီးတော့အပြုသဘောဆောင်တဲ့ပူပေါင်းဆောင်ရွက်မှုမျိုးကိုဥတီရဲ့အပြုအမူအပြောအဆိုစုဖွဲ့မှုတွေကိုလူငယ်တွေစီကနေကိုလိုချင်တယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတကယ်ရည်ရှိ
ပေါ့နော်ခြေလမ်းအသစ်တွေသွားမယ်ဆိုလို့ရှိရင်အတွေးအသစ်တည်လာနိုင်မဲ့လို့အပြုအမူအသစ်ပြုမှုဆောင်ရွက်နိုင်မဲ့လို့ဒါရဲ့အခန်းကဏ္ဍတိတ်ကြီးတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုရိုင်းကအပြောင်းလဲလုပ်ဖို့ဝန်လေးနေတဲ့အနေအထားမှာလူများများရအောင်စုနေဆိုတဲ့စိတ်ကူးချက်ကိုပဲဥတီပြီးလုပ်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနပြောသလိုပဲကိုယ့်နေရာမှာပဲကိုရက်တယ်ဘာပဲလုပ်လဲဆိုတော့တောင်မြစ်ဖက်နဲ့စီးပြီးမြင့်အောင်လုပ်မယ်ဟဲ့လားခွေးချိတ်ကုန်ပေါ်တက်ရက်ပြီးမြင့်အောင်လုပ်မယ်ဆိုတဲ့အနေအထားပဲရှိတယ်အဲ့လောက်နဲ့တော့ကျွန်တော်တို့ကဘယ်မှမရွေ့တကယ်ရွေ့ချင်လှမ်းမှရမယ်လှမ်းဖို့လိုတယ်ပေါ့နော်ဒါကြောင့်လေစာပြန်ပြောရရင်စာရေးဆရာကြီးစာဖတ်တဲ့ကိစ္စပြန်ပြောချင်တာပေါ့နော်အဲ့လိုလှမ်းဖို့လို့ဆိုရင်ကျွန်တော်တို့စာဖတ်ဖို့လိုတယ်ကျွန်တော်စာဖတ်ပါလို့ပြောလို့ရှိရင်အများသောအားဖြင့်ပြောတယ်ကျွန်တော်တို့ဖတ်နေကြတာပဲဆိုတော့ဘယ်နှဖတ်လဲဆို social media တွေက post တွေလိုက်ဖတ်တာဆိုတော့ okay text ကိုဖတ်တာဟာစာဖတ်တာလို့ဘယ်တော့မှယူဆသွားကြလဲတော့မသိဘူးပေါ့နော် text တွေစာလုံးတွေကိုဖတ်ခြင်းကိုစာဖတ်တယ်လို့ကျွန်မတော့မမြင်ဘူးပေါ့နော်စာသားတွေဖတ်တာပဲဖြစ်မယ်ဟုတ်လားအဲ့တော့ဖတ်တဲ့အခါမှာလည်းတကယ်တမ်းပြောရကြည့်ဆိုနော်စော်ကားတာတော့မဟုတ်ဘူးတစ်ခါတလေကြာရင်ဘာဖြစ်နေလဲဆိုတော့သူ့လည်းကိုသိနေတယ်ကိုလည်းသူသိနေတယ်ပေါ့နော်သူ့ရဲ့နောက်ခံပညာရေးချင်းသူ့ရဲ့လေ့လာအားထုတ်မှုအကုန်သိနေတယ်ဒါပေမဲ့ကိုစိတ်ကျေနပ်လောက်တဲ့စကားလုံးမျိုးကိုစိတ်ကျေနပ်လောက်တဲ့အတွေးမျိုးပြောယုံနဲ့အဲ့ဒီလူပြောတာမှန်သမျှကိုညာနှုံးပြေလက်ခံပြီးရွေ့ကြပြန်တယ်အဲ့တော့ဘယ်ရွေ့လဲဘယ်တော့မရွေ့ဘူးခုနပြောသလိုပဲနော်ကွန်ပျူတာလေးတက်စီးလိုက်တာမျိုးဟုတ်လားနော်ဖြစ်လိုက်တာမျိုးထက်ပို့ပြီးတော့ကျွန်တော်တို့မရွေ့တကယ်ဖတ်စေခြင်းနဲ့စာဆိုတာကကိုယ့်ကို challenge လုပ်နိုင်တဲ့စာကိုတွေးနေကြမတွေးတော့ပဲနဲ့ခဏလေးရက်လိုက်ပြီးတော့ဒီလိုလားငါစောင်းနေပြီးတော့တစ်ဖက်ဖက်ကိုကြည့်ပြီးတော့မှရှောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ငါမြင်နေကြမြင်ကွင်းမဟုတ်တဲ့နောက်ထပ်မြင်ကွင်းအသစ်ကိုမြင်ရမယ်လို့ပြောနေပြီဒါဟာဖြစ်ကောင်းဖြစ်နိုင်ပါလားအဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ကိုချက်ချင်းစိတ်ကျေနပ်သွားအောင်လုပ်ပေးနိုင်တဲ့စာဆိုလို့ရှိရင်တော့ကျွန်မဘယ်ပွဲမှာလဲမသိဘူးတခါပြောပြီးတယ်မဖတ်ပါနဲ့တော့လို့ပြောလိုက်တယ်မပြောစေချင်လို့မဟုတ်ပါဘူးဘာမှမထူဘူးအဲ့ဒါကကိုလည်းအရေးကောင်းရင်ကိုလည်းရေးတတ်တာပဲကိုရေးပြီးဖတ်လိုက်လည်းထွက်လာမှာပဲကိုကိုတကယ် challenge လုပ်နိုင်တယ်ကိုကိုစိန်ခေါ်ပြီးတော့ကိုရဲ့ပုံမှန်တွေးနေစဉ်းစားနေကြတယ်ကိုခဏလေးရပ်သွားအောင်လုပ်နိုင်တဲ့ဟာတွေကိုစဉ်းစားစေချင်တယ်ဒါပေမဲ့တစ်ဖက်ဆုံးမှာတော့ရှိတယ်ဟလာအတင်းကိုစဉ်းစားနေတာတွေကိုအချက်အလက်မှားတွေနဲ့စာရေးအမတန်ကောင်းတဲ့အခါမှာလည်းတသနာတစ်ခုတော့ရှိတယ်ပေါ့နော်အချက်အလက်မှားတွေနဲ့ convince လုပ်ပြီးတော့နောက်ဆုံးလုံးဝခန်းငယ်ကိုသွားအောင်လုပ်နိုင်တဲ့စာမျိုးလည်းရှိတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုအဲ့ဒါပဲကျွန်တော်တို့ကကျွန်မပြောလို့ရှိရင်စာရေးနည်းတင်တဲ့ထက်စာဖတ်နည်းတင်တဲ့ပေးခြင်းတယ်ဆိုတာပေါ့နော်ကိုယ်ခန္ဓာကောင်းဖို့လိုတယ်အထူးသဖြင့်ဒီနေ့ digital ခေတ်မှာကျွန်တော်တို့အင်မတန်ကြောက်ရတာကျွန်တော်တို့မှမဟုတ်ပါဘူးတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အင်မတန်ကြောက်ရတာဒီအချက်အလက်ပေါက်ကွဲမှုအဲ့တော့အဲ့ဒီအချက်အလက်ပေါက်ကွဲမှုကိုအနက်ပြန်တဲ့အခါမှာကျွန်တော်တို့ကဘာထင်သွားလဲဆိုတော့အချက်အလက်တွေသိခြင်းကိုကိုယ်မှာဘုဟုတုတရှိခြင်းလို့ထင်တယ်ကိုယ်မှာဉာဏ်ပညာရှိခြင်းလို့ထင်တယ်ဒါပေမဲ့အခု AI ခေတ်ဖြစ်တဲ့အခါကျတော့ရေရှည်မှာဘာကအဆုံးဖြတ်ပေးမလဲလို့ပြောရင်အချက်အလက်ပိုသိသူဟာဘယ်သူထမှမတောင်းဘာဖြစ်လို့လဲဆိုတော့လူတိုင်းဟာအချက်အလက်ပိုသိသူဖြစ်လို့ရတယ်ကိုရှာတတ်ဖို့ပဲလိုတယ်ကို prompt ကောင်းကောင်းပေးတတ်ဖို့ပဲလိုတယ် AI ခေတ်မှာဒါကြောင့်ဉာဏ်ရည်တုလို့ပြောတာပေါ့နော်ကျမတို့ဉာဏ်နေကောင်းနေစရာမလိုတော့တကယ်ပါလူတွေကအရင်ကထင်ခဲ့ကြတယ်ဉာဏ်ကောင်းတဲ့လူကပိုတာတယ်ပေါ့နော်နှာတစ်ပြားတာတယ် AI ခေတ်မှာဉာဏ်ကောင်းတဲ့လူကနှာတစ်ပြားမတာပါဘူးတာမှလည်းမဟုတ်တာလို့လည်းမရတော့ဘာဖြစ်လို့လဲဆိုသူသိတာကိုသိအောင်လုပ်ဖို့ကမခက်တော့ခလုံးနေတယ် AI ခေတ်မှာဘသူတာလဲလို့မေးရင်ဘဝအတွေ့အကြုံဖြတ်တန်းမှုများတဲ့လူကတာတယ်အဲ့ဒါက AI ညနေဖန်တီးပေးလို့မရဘူးကိုယ်တိုင်ဖြတ်ရတယ်
ကိုယ်တိုင်အတွေ့အကြုံရှိတဲ့လူဒါကြောင့် information ပေါက်ကွဲနေတဲ့ခင်မှာဘုဟုတုတဆိုတဲ့ knowledge ကနေတဆင့်ဉာဏ်ပညာအမျိုးမြင်ဆိုတဲ့ wisdom ကိုတွားဖို့ဆိုရင်ကိုယ်တိုင်ဖြတ်တန်းကြဖို့လိုတယ်ကိုယ်အိမ်ကကိုယ် window လေးတွေနဲ့ကိုပေါ့နော်ကျဉ်းနေမယ်ဆိုရင်တော့ကိုယ်ပိုင်ဖြတ်တန်းမှုမရှိတဲ့သူတွေပဲဖြစ်လာမှာပဲကိုယ်ပိုင်ဖြတ်တန်းမှုမရှိတဲ့သူတွေကိုတားကောင်ဖြစ်အောင်လုပ်ရတာလွယ်တယ်တက်တည်ဆိုတဲ့ witness နေရာမှာပဲဘဝတုံးသွားအောင်လုပ်လိုက်ရတယ်အဲ့ဒါအပြင်ဘာမှမရဒါကြောင့်ကျွန်တော်တို့ခြေလမ်းတက်လို့ပဲလမ်းဖို့လိုတယ်ကိုယ့်နေရာမှာကိုပို့ပြီးတော့မြင့်သွားအောင်လုပ်ဖို့ထက်ကိုယ့်နေရာကနေဟလာမြင့်သွားရင်တခုရှိတာအဝေးကိုမြင်နိုင်တယ်လို့ယူဆရတယ်ပေါ့နော်ဒီမှာဆိုလဲဟလာတစ်နေရာနေတစ်စက်တောမီလောင်တာဆက်ကြည့်မယ်ဆိုပြီးအဝေးကိုမြင်နိုင်အောင်လုပ်ကြတယ်ဆိုအဝေးကိုမြင်တယ်ဆိုပေမဲ့ကိုမြင်ရတဲ့မြင်ကွင်းက details မဟုတ်ဘူးအသေးစိတ်မဟုတ်ဘူးတေးသေးလေးပဲဖြစ်မှာနော်အဝေးအမြင်ကနေကြည့်ခြင်းအပြင်အဝေးကိုတော့မြင်နိုင်တယ်အသေးစိတ်မမြင်နိုင်ဘူးပြီးတဲ့အခါကျတော့ကိုမြင့်သွားတာနဲ့အမျှသူများကိုအပေါ်စီးရကြည့်ရင်မြင်ပါသွားတယ်ကျမတို့ကအဝေးကိုမြင်နိုင်နေဆိုတာထက်အခုအရေးကြီးတာကအတူတကွမြင်နိုင်ဖို့အရေးကြီးတယ်သူခံစားနေရတာသူမြင်ရတာအတိုင်းမြင်ဖို့ခံစားနိုင်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေထူထောင်ဖို့လိုတယ်အဲ့ဒီအတွက်ခြေလမ်းအသစ်တွေကိုလှမ်းစေချင်တယ်မြင့်သွားအောင်လုပ်ဖို့အတွက်များများလှမ်းနိုင်ဖို့360 degree ပတ်ပြီးတော့လှမ်းနိုင်ဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့စာဖတ်နေတဲ့နီးလန်းတွေပြန်စဉ်းစားရတော့မယ် AI ရဲ့သဘာဝအရာကိုက AI တော့မဟုတ်ဘူး algorithm ပေါ့နော်ဒီအားရဲ့သဘာဝအရာကိုကဒါကိုကြည့်မြင်ကိုဒါပဲပြတာဒီတက်ကိုမပြတော့အဲ့ဆိုကိုကသူတို့ရဲ့တားကောင်ပဲရှင်းရှင်းပြောပါမယ်နော်တားကောင်ပဲဟာလားသူတို့ရဲ့ကြော်ညာဟာလားသူတို့ရဲ့ဝါဒဖြန့်ချီရေးပေါ့နော်တနည်းအားဖြင့်ဝါဒဖြန့်ချီရေးကနိုင်ငံရေးအရာလေးလုပ်တယ်စီးပွားရေးအရာလေးလုပ်တယ်ပေါ့နော်ကျမတို့စေပညာမှာဆိုလဲလုပ်တယ်ပေါ့နော်ဟာလားကျမနေတဲ့လူတယောက်ကိုဆေးရောက်လို့မရမှာဆိုလို့အသက်ဘယ်လောက်ကြာရင်တော့ဘယ်ယောဂဖြစ်တော့မှနော်ဆိုပြီးတော့ချင်းချောက်ပြီးတော့ဆေးရောက်ကြတယ်ပေါ့နော်ဒါဆေးကံမဏီတွေလုပ်နေကြအလုပ်ပေါ့နော်ဒီသဘောပဲပေါ့နော်ဆိုတော့ကျမတို့ကဒီလိုမျိုးဖြစ်တဲ့အခါတွေကိုရပ်သွားဖို့ဆိုရင်ဒါကြောင့်ကျမအများအားပြောတာပါကျွန်တော်တို့ကဒီ active user တွေဖြစ်ဖို့လိုလာတယ် conscious ဖြစ်ဖတ်ကြမယ် conscious ဖြစ်ဟလာကျွန်တော်တို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုကျွန်တော်တို့ဘလောက်အတိုင်းအတာအထိအမြင့်ဆုံးနဲ့အများဆုံးအသုံးချနိုင်တယ်လဲပေါ့မှာမူတည်ပြီးတော့လူတွေကွာသွားတာဉာဏ်ကြီးကမကွာဘူးဉာဏ်ကြီးကဘာမှတကယ်တမ်းပြောရသေးဆိုရင်တိတ်အသုံးတဲ့အနေအထားကိုမရှိတော့ average လူတွေအတွက်ပြောတာပေါ့နော်တကယ်ဟို parami ရှင်ကြီးလိုမျိုး genius လို့စားပါလေ Nobel ဆုတွေပါလေရလောက်အောင်တီထွင်ဖန်တီးနိုင်တဲ့အဆင့်အတစ်မျိုးပေါ့နော်ကျမတို့လိုတန်မှန်လူတွေအတွက်ကဘာကွာသွားလဲဆိုကျမတို့ဉာဏ်ကောင်းခြင်းမကောင်းခြင်းကကွာသွားတာမဟုတ်ဘူးကျမတို့ရဲ့ဘလောက်ကိုယ့်ဘဝရဲ့အတွေ့အကြုံတွေကိုများများစုဆောင်းနိုင်တယ်လေဖြတ်သန်းနိုင်တယ်လေအဲ့ဒီအတွက်အားထုတ်နိုင်တယ်လေဆိုတာကွာသွားတာဒါကြောင့်စာကြီးပဲလည်းဖတ်လို့မရဘူးစာသီးနဲ့ငါးသီးနဲ့မျှမှရတယ်စာတွေးနဲ့ငါးတွေးနဲ့မျှမှရတယ်ဟဲ့လားတမန်ကျမတို့ဘယ်မှာလူဖွဲ့စည်းပါဆိုကျမဒီနမူနာကိုပြောလေးရှိတယ်တမန်လူတယောက်ကတော့ဟုတ်ပြီဒီမျိုးကနေဟိုမျိုးကိုအကွာအဝေးမိုင်း100ရှိတယ်ဒီမျိုးကဟိုမျိုးသွားရင်အချိန်ဘယ်လောက်လဲ2နာရီမပြည့်တနာရီမိုင်60နဲ့မှ2နာရီမပြည့်ဘူးရောက်မယ်လက်တွေ့ပေါ်မှာမိုင်း100ဝေးတဲ့မြို့2မြို့ကိုသွားရင်တညအိတ်လဲကြာကြတာပဲဒါလူတိုင်းသိတယ်လမ်းမကောင်းဘူးကားလည်းမကောင်းဘူးပြီးရင်ဟိုဝါတာဂိတ်လိုမျိုးဟလားတားမဲ့စီးမဲ့ဟာတွေကလည်းရှိတယ်အဲ့ဒါငါသိပဲလေစာသိမဟုတ်ဘူးအဲ့တော့ဗမာပြည်ကလူတယောက်ကိုလာပြီးဒီမြို့2မြို့အကြားအကွာဝေးဒီမိုင်း100ရှိတယ်ဘယ်လောက်အတွင်းရောက်မလဲလို့မေးရင်ဘယ်သူမှ2နာရီပြည့်အောင်မောင်းစရာမလိုဘူးလို့မပြောတော့ဘူး။ဘာလို့သူတို့ရဲ့ငါသိတာရှိပြီးသားပေါ့နော်ဒီသဘောပဲပေါ့နော်အဲ့ဒါအကြောင်းမလို့ဖြတ်တန်းစေခြင်းနဲ့ကိုတက်တည်လို့ဖြစ်နေရတဲ့ကမ္ဘာရဲ့အခိုက်အတန့်ညီမရဲ့အခိုက်အတန့်တွေကိုအနိကဖြတ်တန်းစေခြင်းနဲ့ခုံမောတက်ပြီးအဝေးမြင်နဲ့ဖြတ်တန်းမှုမျိုးမဟုတ်တယ်ပေါ့နော်
အဲ့လိုဖြတ်တန်းမှုမျိုးတွေကိုဖြတ်တန်းစေချင်တယ်အဲ့ဒီအတွက်စာဖတ်တဲ့အခါမှာဒီမှာရှိတဲ့လူဆိုရင်တော့သိကြတယ်ကိုယ်တိုင်မှကျမလည်းဒီလိုပဲပေါ့နော်အပြင်ရောက်နေတဲ့အတွက်ကြောင့်ကိုယ်တိုင်ငါသိနေဖြတ်တန်းဖို့ခဲရင်တယ်အကန့်အသတ်ပဲရှိတယ်အင်မတန်အကန့်အသတ်ရှိတယ်ဒါကြောင့်ကျမတို့ကပုံများများဖတ်စေချင်တယ်ပုံများများထိတွေ့မှုတွေကိုလုပ်စေချင်တယ်ဟုတ်လားလူတိုင်းမှာပြည်တွင်းမှာမိဘဆွေမျိုးသားချင်းအကုန်လုံးကြံကြတာကြီးပဲရှိကြတာကြီးပဲအဲ့ဒီထိတွေ့ဆက်ဆံမှုတွေကလည်းသိအရေးကြီးတယ်သူတို့ဘလို့ဖြစ်နေလဲသူတို့ဘလို့ဖြတ်နေလဲအဲ့ဒါတွေနဲ့ social media ပေါ်တက်လာတဲ့သတင်းတွေနဲ့တက်ဆိုင်ပြီးတော့စဉ်းစားပြီးတော့မှရွေးတာမျိုးပေါ့နော်အဆုံးဖြတ်လုပ်တာမျိုးဒါတွေကိုလုပ်စီခြင်းပဲပေါ့နော်ဒီနေ့မနေ့တော့ကျွန်မပြောရမယ်ဆိုရင်တယောက်ကိုပြောမိသေးတယ်အင်္ဂါမလုပ်ဘူးလို့ကျွန်မကိုပန်ပတ်ကအမျိုးသမီးကပို့တယ်စာမှာ ABC သတင်းမှာတက်လာတဲ့ဟာသမရဦးဝင်းမြင့်ကိုလှုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါ်ဆန်းစုကြည်လွတ်တော်မယ်ဆိုတဲ့သတင်းပေါ့နော်အဲ့တော့ကျွန်မကိုအဲ့ဒီ fan bag ကပို့တော့ကျွန်မကိုနေဘလို့သဘောရလဲဆိုတော့ကျွန်မပြောလိုက်တယ်အဲ့ reporter အင်စာမလုပ်ဘူးလို့ဆိုပြီးပြောလိုက်တယ်ပေါ့နော်ဆိုတော့ခုနပြောသလိုပဲ तू ကခုနလိုကလစ်ခောက်လို့ရတဲ့ဟာပေါ်မှာအခြေခံပြီးတော့ပဲ तू ရိုးရိုးတုံ့ပြန်တာပဲလေသူ့မှာငါသိမရှိဘူးပေါ့နော်ပုံမှန်လည်းပြောရတယ်နော်ဒါပဲအခြေအနေဟာအဲ့လောက်ဟလာဟိုဘယ်လိုခေါ်မလဲ၃ချက်တွက်နီးနဲ့တွက်လို့ရတဲ့ရလာမျိုးမဟုတ်ဘူးဦးဝင်းမြတ်လို့တော့ဆုလို့တော့မှာဆိုတဲ့ဟာဟိုတွက်တယ်ဆိုတဲ့ဟိုကဘာငါသိမှမရှိတဲ့ဟာနဲ့သွားတာပေါ့နော်ဆိုတော့အဲ့လိုပဲဒါကြောင့်မလို့အဲ့လိုဟာမျိုးကိုကျွန်တော်တို့ကပြန်ပြီးတော့ဟိုလုံးဝဥတ္တယုံလိုက်ပြီးတော့ဟောကိုယ့်ရဲ့ဟလာတော်လှန်ရေးဖြူဟာတိဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးလွယ်ဖို့ပဲရှိတယ်။ဒါကြောင့်မလို့စာဖတ်တဲ့ဟာကိုလည်းကျွန်တော်အလေးနဲ့လုပ်စေချင်တယ်ပြီးရင် conscious reader ဖြစ်စေချင်တယ် active reader ဖြစ်စေချင်တယ် algorithm အရကျွန်တော်တို့စီကိုကျွန်တော်တို့သိချင်းမသိချင်းဖတ်ချင်းမဖတ်ချင်းအင်မတန်များပြတဲ့အကြောင်းအရာတွေကကျွန်တော်တို့စီကိုဖြတ်တန်းလာမှာပဲအထူးသဖြင့်တစ်ခါတလေပေါ့နော်ဆက်စုခြင်းလို့တစ်ခါလေရည်ခြင်းလို့ဟားခြင်းလို့ဆိုပြီးတော့ဟလာအောက်ကရေးထားပြောထားတဲ့ဟာတွေများသွားမကြည့်လိုက်နဲ့အနောက်တော့လျှောက်ကိုစီဒါပဲလာတယ်အဲ့ထဲကကိုဟာကိုယုံထွက်နိုင်အောင်မကြိုးစားမချင်းကိုကအဲ့ထဲပိတ်မိသွားမှာပဲပိတ်မိသွားတဲ့အခါဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့အတွေးအကြံကြီးကို तू က impact လုပ်တာပဲကြာလာတော့သိရမလားဒါကြောင့်မလို့ဟိုကဘာမှာအဖြစ်ဆုံးပေါ့နော်ဘာခေါ်လဲဝါဒဖြန့်ချီအကောင်းဆုံးလုပ်ခဲ့နိုင်တာနာဇီပဲလေနာဇီဂျာမနီပဲเนาะအဲ့တော့မလုပ်လေအမှားတစ်ခုကိုထပ်တလဲလဲရေးတယ်ပြောတယ်လူအများကြီးစီရအောင်လုပ်တယ်ဒီနည်းနဲ့ဟုတ်လားဟိုကရွှေကောက်ခံအာဏာရှင်ဖြစ်လာတာဟဲ့တလားဒီနည်းနဲ့ဖြစ်သွားတာပဲလူတိုင်းကိုယ်တိုင်ကလူထုကိုယ်တိုင်ကဒါဟာငါတို့ခေါင်းဆောင်မှာဆိုပြီးတော့စိတ်ချယုံကြည်မှုမျိုးပေးလောက်တဲ့အထိဖြစ်အောင်လူတို့ကိုမှိုင်းတိုက်ခဲ့နိုင်တယ်။အနည်းငယ်သောလူကသာသူ့ကိုဆန့်ကျင်တာရှိပေမဲ့အများစုကအဲ့လိုမရှိခဲ့ဘူး။ဆိုတော့ဒါကလည်းအရေးကြီးတဲ့ကိစ္စပေါ့နော်။အိုဘက်ခေတ်ကဆိုရင် social media လည်းမရှိဘူး internet လည်းမရှိဘူး။ဘာနဲ့ပဲသွားလဲဆိုဒီဖတ်ချင်းပဲနားထောင်ခြင်းပေါ့နော်။ဟောပြောဝဲတွေသူ့ရဲ့မိကွန်းတွေဟလာစာသားတွေဖြတ်တယ်ဖတ်လုပ်တယ်လိုက်ဖြတ်နေဒါနဲ့ပဲမှိုင်းတိုက်ခဲ့တာပဲဒါဘလောက်အောင်မြင်လဲဆိုတော့ကျူး6တန်းတည်တဲ့အထိအောင်မြင်တာလေအဲ့လောက်အောင်မြင်တယ်ဒါကြောင့်တိတ်ကြောက်ဖို့ကောင်းတယ်နော်ဒီဘက်ခေတ်ပို့ဆိုးတာပေါ့ပို့ပြီး reach out များတာဟုတ်လူပေါင်းများစွာစီကိုတခဏချင်းရောက်တယ်ဟိုတော့မှဟလာနီးပေါင်းစုံနဲ့သူကပြင်ဆင်ရသေးတယ်နော်ဒီဟာလေးကိုရဖို့လို့ဆိုရင်အဲ့တုန်းကသုံးခဲ့တဲ့ဘာခေါ်လဲဟိုsound box ကြီးတွေမီဟိုစားတွေပေါ့နော် slice ကြီးတွေသူကကြီးကျယ်ခမ်းနားမှုပြကြတော့တကယ်အကြီးတွေလုပ်တဲ့ဟာတွေဆိုအခုချိန်ထိပြလိုက်မှာရှိတယ်ပေါ့နော်ဒီလိုတွေလုပ်ခဲ့ရတာဆိုတော့အများကြီးဟိုကိုခန္ဓာအားဖြင့်ကိုအများကြီးအားထုတ်ခဲ့တာအခုအဲ့လိုမျိုးလုပ်ဆရာမလို့တော့ဘူးလက်ညှိုးလေးတစ်ချောင်းနဲ့လို့တော့တယ် click လေးတစ်ချက် share လေးတစ်ချက်နဲ့လူပေါင်းများစွာရဲ့အတွေးအကြံတွေကိုဖျက်ဆီးလိုက်လို့ရတယ်လူပေါင်းများစွာကိုခြေလမ်းအသစ်မလှမ်းတော့ပဲနဲ့ကဘာဟောင်းထဲမှာပိတ်မိနိုင်အောင်လို့လုပ်နိုင်စွမ်းဒီနေ့ကပို့ရှိတယ် unless ကျမတို့က active user ဖြစ်တယ်ကျမတို့ကဟလာ
ကိုမျက်စိရှိပေါ်လာတာတွေကိုလွယ်လွယ်ကူကူလက်ခံတာယုံကြည်တာအဲ့ဒီကတောင်းဆိုမှုတွေအတိုင်းလိုက်လုပ်တာမျိုးမဟုတ်တော့ဘဲနဲ့ကိုခံကောင်းအောင်ခုနပြောတဲ့ကို challenge လုပ်နိုင်တဲ့စာတွေကိုပို့ဖတ်ထားတယ်ဆိုရင်ကိုပို့ပြီးတော့ကိုရဲ့အတွေးတွေကိုဆွဲထုတ်နိုင်တဲ့ကိုယ်ပိုင်အသိအမြင်ကိုပေါ်လာစေနဲ့လေ့လာမှုအားထုတ်မှုဆိုတဲ့ကိုခံအားဟုသာမထူထောင်နားနိုင်ဘူးဆိုရင်ဒီနေ့ကျမှအင်မတန်လွယ်လွယ်ကူကူကြာရှုံးတာပဲကြာရှုံးနေတာတွေလည်းအများကြီးတွေ့နေရတယ်ပေါ့နော်မျက်စိရှိမှလည်းတွေ့နေရတယ်တော်တော်များများသည်အဲ့လိုကြာရှုံးသွားကြတာဒါကြောင့်မို့လို့တကယ်တမ်းပြောရချင်းဆိုရင်ဟိုကမ္ဘာရဲ့အခြေအနေတွေကိုလည်းကျွန်မကတော့သိစေချင်တယ်အားလုံးကဆက်ဆက်နေတာဖြစ်သွားပြီအခုဆိုပိုဆက်ဆက်တယ်အရင်ထက်ပေါ့နော်အရင်ကတော့ကျွန်တော်တို့ကဆက်ဆက်တယ်လို့ပြောလို့ရှိရင်မဟုတ်ပါဘူးဟိုဘာတွေလျှောက်ပြောနေတာလဲပေါ့လေအဲ့လိုသဘောမျိုးပေါ့နော်ကမ္ဘာသတင်းအကြောင်းဟိုပြန်ပြီးတော့အရင်ကကျွန်မကမီဒီယာလုပ်တော့ဒီအပတ်စင်ဂျာနဲ့ထုတ်တော့ဆိုရင်ကျွန်တော်တို့ channel မှာကမ္ဘာသတင်းမီဒီယာတွေကမြန်မာဆိုပြီးတော့ကျွန်တော်တို့ကနိုင်ငံခြားရေးတဲ့သတင်းကိုဓာတ်ရိုက်ဘာသာပြန်တာမလုပ်ခဲ့ပဲနဲ့ issue ကိုပဲယူလိုက်ပြီးတော့ဒီ issue နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံကဘယ်သတင်းစာဘယ်သတင်းဌာနကဘယ်လိုရေးထားတယ်ဘယ်နိုင်ငံကတော့ဘယ်လိုရေးတယ်စသဖြင့်ပြန်ပြီးတော့စုပေးတာပေါ့နော်အဲ့လိုခါမျိုးတွေကိုလုပ်ခဲ့တယ်နောက်ပိုင်းကျတော့အဲ့ဒီခေါင်းစဉ်ကအခုဘယ်သတင်းဌာနကယူနေတယ်သုံးနေတယ်ပေါ့လေထားပါတော့ကျွန်တော်တို့လုပ်ခဲ့တော့ဟိုဘက်က2000နဲ့73 14တော်တော်ကြာခဲ့ပြီပေါ့နော်အဲ့အချိန်ကလုပ်ခဲ့တာအဲဆိုအဲ့ဒီသဘောကျွန်မပြောတာအခုလို့ပေါ့ ABC ဖတ်တယ်ဒါပေမဲ့ writers ဖတ်လိုက်ရင် writers ကရေးလိုက်တဲ့သတင်းတင်ပြပုံကမတူတော့ပြောင်းသွားပြီ writers ကကြတော့အဲ့လိုမဟုတ်တော့ပဲねဒီနှစ်ကို short ပေးထားတာဟလာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ဟာဟို6ပုံပုံရော့သွားတယ်လို့ကြောင့်ပြီးတော့အခုသူ့ရဲ့စုစုပေါင်းကြံသေးတဲ့ထောင်ကာလ22နှစ်ကျော်ရှိနေသေးတယ်ဒါကြောင့်မလို့အမြန်လွတ်ဖို့မဖြစ်နိုင်အဲ့ဒီအပြင်ပြည်တွင်းကဟလာဒီ NLD ကဒေါက်တာမျိုးညွန့်ပြောသလိုပေါ့သူတို့သွားပြီးတော့လေ့လာပြီးနေပြီးတော့မှနေနိုင်လောက်တဲ့အိမ်အနေထားမရှိအရင်နေခဲ့တယ်ဆိုတဲ့အိမ်ကငလင်ရောက်ပျက်စီးနေတယ်ရန်ကုန်မှာလည်းဒီအိမ်ကိုအမှုဆိုင်နေတဲ့အိမ်လည်းဖြစ်တယ်ပြန်ပြင်ဖို့လို့အတွက်ဘယ်သူ့မှအကြောင်းကြားထားတာလည်းမရှိဘူးအဲ့ဒီအတွက်ဒီကိုခေါ်လာမယ်ဆိုတဲ့သတင်းစီလည်းရုပ်တရုပ်တာမရှိဘူးပေါ့နော်အဲ့တော့ still တကယ်တမ်းပြောရကြည့်ဆိုရင်ဘာမှဟိုအာမခံချက်မရှိတဲ့အနေအထားမှာပဲရှိသေးတယ်ဆိုတာကိုပြောတယ်ပေါ့နော်ဆိုတော့အဲ့လိုပေါ့ဒီလိုအကြောင်းအရာတစ်ခုတည်းမှာပဲအများကြီးကိုရဲ့ပေါ့နော်ကိုယ့်ရဲ့ခြေလှမ်းပေါ့တနည်းအားဖြင့်နော်ကျမတို့ကပြောတယ်လေဟိုစကားပုံတစ်ခုရှိတယ်ဟလားတောင်ကြီးကမိုဟာမက်စီကိုမရွေ့လာဘူးဆိုရင်မိုဟာမက်ကတောင်စီကိုလမ်းလျှောက်သွားရမယ်သတင်းနဲ့ပတ်သက်ရင်ဒီသဘောတရားပဲလို့ကျွန်မထင်တယ်သတင်းအစစ်အမှန်တွေတိုင်းကပို့စီကိုရောက်မလား algorithm သဘောအရကျွန်တော်တို့ဒီဟလာဒီ Facebook ဆိုတာလဲဟိုနိုင်ငံတစ်နိုင်ငံမဟုတ်ဘူးဟလာစီးပွားရေး platform တစ်ခုပဲတော့ဒီစီးပွားရေးသမားရဲ့သူ့စီးပွားရေးလိုအပ်ချက်အလို့ငါ algorithm ကိုကြိုက်တယ်လို့ run နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ immediate passive ဖြစ်တဲ့ consumer တွေမှာဖြစ်ပြီးသားဒီ app ကိုသုံးလိုက်ကလေးကကျွန်တော်တို့ဒီ passive consumer ပဲရှင်းရှင်းပြောရရင်တော့စကလေးကဒီအနေထားရှိပြီးသားဒါကိုကြော်လွှားဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ conscious ဖြစ်ဖို့တော့လိုတယ်ကိုမျက်စိရှိရောက်လာတာလေးလောက်ကိုက happy ဖြစ်နေတယ်ဆိုရင်တော့အဆင်မပြေတော့ရေရှည်မှာပို့ဆိုးတယ်နော်ကိုမျက်စိရှိရောက်လာတာလေးလောက်နဲ့ကိုကအဆုံးဖြတ်တွေပေးမယ်ဆိုတော့ပို့ကြောက်ဖို့ကောင်းသွားပြီအဲ့လောက်ကိုသတင်းလို့အောင်းမိပြီးတော့ကျေနပ်ပြီးတော့နေတယ်ဆိုရင်နည်းနည်းတော်သေးတယ်လို့ပြောလို့ရတယ်အဲ့လိုမဟုတ်တော့ဘဲနဲ့ကိုမျက်စိရှိရောက်လာတာပေါ်မှာအခြေခံပြီးတော့ဒါကိုအမှန်ပဲလို့ဆွဲကင်လိုက်ပြီးတော့ကြံတဲ့ကိစ္စတွေမှာပါသရုပ်တိုက်ပြီးတော့ဆုံးဖြတ်နေမယ်ဆိုရင်တော့အန္တရာယ်ပုံများသွားပြီဒါကြောင့်မလို့ကျွန်တော်တို့ကဗျူဟာအသစ်တွေခြေလှမ်းအသစ်တွေလူတိုင်းကိုပြန်ပြီးတော့ရှိစေချင်တယ်ကဘာဘာမှမစင်စားနေတော့ကဘာဟောင်းသွားပြီကဘာတစ်ဖို့လို့အခြေအနေတစ်ခုရောက်လာလိမ့်မယ်လို့တကဘာလုံးကလည်းစဉ်းစားနေတယ်။ဘာဖြစ်လို့လဲဆိုတော့လူရဲ့သဘောတဘာဝအရာကူကနော်လူဟာကျွန်မတော့အဲ့လိုပေါ့နော်ဒီ Center for Story ကပြီးခဲ့တဲ့အပတ်တုန်းကကျွန်မတို့အင်တာဗျူးလုပ်တော့အဲ့လိုမေးတာပေါ့လေ။ဒီလောက်စိတ်ညစ်စရာကောင်းနေတဲ့အချိန်မှာဘာမျှော်လင့်ချက်ရှိသေးလဲဆိုတော့ကျွန်မကတော့
ပြောလို့ရှိတယ်လူရဲ့သဘောတဘာဝကိုကလူသားဟာဟိုအကြမ်းပြင်းအဖြစ်ပေါ့နော်ပြင်ပပယောကမပါဘူးဆိုရင်လူသားတွေရဲ့ instinct မှာကိုကလွတ်လပ်ချင်တယ်ဟဲ့လားလူသားတွေရဲ့ instinct မှာကိုကတရားမျှတမှုလိုလားတယ်တကယ်တမ်းကတော့လေအပြင်ပယောဂတွေကြောင့်ဒါကိုယ့်ရဲ့တရားမျှတမှုကိုဥတည်နေဆိုတဲ့အတွေးအမြင်တွေကအမျိုးမျိုးပုံပြောင်းခံလိုက်ရတာတကယ်တမ်းပြောရကြည့်ဆိုရင်ကိုယ့်ရှိမှာဟလာအားကြီးသူကအားနည်းသူကိုအနိုင်ကျင့်နေဆိုရင်အကျဉ်းပြင်းအဖြစ်တော့ဘယ်သူမှမကြည့်ချင်ကြဘူးဟလာကိုယ်တိုင်ကတားနိုင်တားတယ်မတားနိုင်လို့ရှိရင်ကိုယ့်ထက်တားနိုင်စွမ်းရှိတဲ့သူကိုအကူအညီတောင်းတယ်ဒါဟာအကျဉ်းပြင်းပဲပေါ့နော်ဟိုလူပဲဖြစ်ဖြစ်ဒီတခြားတရိษံတွေမှာလည်းဒီတိုင်းပဲပေါ့နော်ဒီလိုမတရားလုပ်မှုတွေကို instinct အရာတန်မှန်အဖြစ်မလုပ်ဒါပေမဲ့ပြင်ပပယောဂတွေပါလာတဲ့လူမျိုးတွေဘာသာတွေပါတီတွေဟလာနိုင်ငံတွေစသဖြင့်တခြားသောပယောဂတွေဝင်လာတဲ့အခါကျတော့မှကိုယ့် instinct ကဘလောက်ပြောငါမကူလိုက်တာကိုကောင်းမလားငါကူလိုက်တော့မှဘာဖြစ်သွားမှာလဲစသဖြင့်ပေါ့နော်အဲ့လိုဖြစ်လာတယ်မတရားမှုတွေကဒီနည်းနဲ့ပေါ့နော်ရှင်းရှင်းပြောရရင်လူသားအင်မတန်ဆန်တဲ့အခြေခံအကြဆုံး instinct ကိုအခြေမခံဘဲနဲ့ကျန်တဲ့အမှောင်ပယောဂတွေကိုလွယ်လက်ခံလိုက်တဲ့အတွက်ကြောင့်မလို့မတရားမှုတွေကလွယ်လုပ်လို့ရလာတာပဲလို့ကျွန်တော်တော့ပြင်တယ်အဲ့တော့အဲ့ဒီကိုပြန်သွားနိုင်ဖို့ပေါ့နော်အဲ့ဒီကိုပြန်သွားနိုင်ဖို့ကအခုခေတ်ဒီအနေထားဒီအခြေအနေနဲ့တကမ္ဘာလုံးအတိုင်းအတာဒီအခြေအနေနဲ့လွယ်ဘယ်လို့မှမဖြစ်နိုင်တော့ကျွန်တော်တို့အားထုတ်မှရမယ်အဲ့ဒီအားထုတ်မှုကခုနလိုဟိုနိုင်ငံရေးခေါင်းဆောင်နေတဲ့သူတွေစီးပွားရေးခေါင်းဆောင်နေတဲ့သူတွေဟိုကမ္ဘာခေါင်းဆောင်ကြီးတွေအဲ့ဒီလူတွေပေါ်မှာမူတည်တယ်လို့ကျွန်တော်ဘယ်တုန်းကမှအယုံကြည်မရှိဘူးကျွန်တော်အမြဲတမ်းယုံတာတက်ရောက်ချင်းစီပဲတကယ်လဲဒီမိုကရေစီမှာဆိုရင်တက်ရောက်ချင်းစီရဲ့အခမ်းကဏ္ဍဒီအင်မတန်ကြီးတယ်တက်ရောက်ချင်းစီရဲ့လုံနိုင်စွမ်းကနောက်ဆုံးမှအရာရာအောင်ဆုံးဖြတ်ပေးရမယ်အဲ့တော့တယောက်ရောက်ရင်တယောက်ကျွန်တော်အဆင်မပြေတယောက်တွန်းရင်တယောက်ပို့ပြီးအဆင်ပြေတာအဲ့တော့တယောက်ချင်းစီရဲ့ conscious ဖြစ်မှုကိုကျွန်မတောင်းဆိုတယ်နော်ကျွန်တော်တို့ခြေလမ်းအသစ်တကယ်လှမ်းရအောင်ကဘာဟောင်းထဲမှာမကြံခဲ့ကြရအောင်နော်ခုံခုပြီးတော့ဟလာဒေါက်ဖနန်စီးပြီးတော့ငါပုံမြင့်အဆင်ပြေမှာပဲဆိုမတွေးကြရအောင်လှမ်းရအောင်ပါအတူလှမ်းရအောင်ပါ conscious ဖြစ်ကြရအောင်ပါငါဖတ်နေရတာတွေကဟုတ်ကောဟုတ်ရဲ့လားငါတွေ့နေရတာငါစီရောက်လာတာတွေဟာငါဒီလိုပဲလက်ပိုက်ကောင်းငုံပြီးတော့နေလို့ရသလားမလို့ဘူးကျွန်တော်တို့လုပ်လို့ရတဲ့နည်းလမ်းတွေရှိတာပဲเนาะဒီ social media ဘယ်လိုသုံးမလဲကိုမတွေ့ချင်ဘူးဆိုရင်ဘယ်လို report ထုတ်မလဲဘယ်လိုဟလာ delete လုပ်မလဲကိုယ့်ရဲ့ setting ကိုဘယ်လိုပြောင်းမလဲဟလာကြော်ညာစာကျွန်တော်တို့က setting နဲ့ပြန်ပြောင်းလို့ရတာပဲငါဒါတွေမကြည့်ချင်ဘူးငါ့ကိုဒါတွေလာမပြနဲ့ဒါတွေကငါစိတ်ဝင်စားတဲ့အရာတွေမဟုတ်ဘူးစသဖြင့်ပေါ့เนาะဒီလိုလဲလုပ်လို့ရတာပဲအဲ့ဒီလိုပဲဟလာဟိုစတဲ့နိုင်ငံရေးအတွေ့အမြင်လူမှုရေးအတွေ့အမြင်တွေနဲ့ပတ်သက်လို့ရှိရင်လေကိုမြင်နေရတာတွေကိုလွယ်လက်ခံတာမျိုးမလုပ်ဘဲနဲ့ကိုယ့်ကိုစိန်ခေါ်တဲ့အရာတွေကိုရှာဖတ်စေချင်တယ်ရှာပြီးတော့လေ့လာစေချင်တယ်ဒီဟာတွေမကတဲ့နောက်ထပ်ကိုအင်မတန်စိမ့်နဲ့ကိုနဲ့အင်မတန်အလှမ်းဝေးတယ်လို့ယူဆတဲ့အတွေးတွေဟလာဒီအကြောင်းအရာတွေဒါတွေကိုလည်းလက်လှမ်းစေချင်တယ်ဒီလိုနည်းနဲ့ကျွန်တော်တို့ကကိုအကောင်းဆုံးဟိုပုံမှန်လင်းပြောရင်အကောင်းဆုံးဆိုတာအထက်အမှန်ဆုံးဆိုတာတဲ့ balance အဖြစ်ဆုံးပေါ့နော်ဟိုမျှခြေမှာအရှိနိုင်ဆုံးအနေအထားကိုသွားတယ်ဒါကြောင့်ကျွန်မဒီပင်ကအလုပ်ကအမှန်တန်အလုပ်များမှန်းကျွန်မသိတယ်ကျွန်တော်တို့အစည်းအဝေးဆိုရင်လေဟို Australia ပင်က Australian တိုက်ကပင်ကလူတွေကိုအမှန်တန်ညနာပူပါတယ်။ဘာလို့ဆိုညတကောင်တလွဲတွေဖြစ်နေတယ်ဟိုတကဘာလုံးနဲ့ပေါင်းပြီးအစည်းအဝေးလုပ်နေရတာကိုအဲ့လိုဆိုတော့တော်တော်လေးခက်တယ်ဟိုနောက်စိတ်ရှည်ရတာပေါ့နော်ပုံရင်းလေးပြောပါတယ်တကဘာလုံးကလူအကျင့်စရိတ်ဘောင်းစုံတဲ့လူစာရေးဆရာဆိုသည့်တိုင်အောင်ပေါ့နော်အမိုးအကျင့်ဘောင်းစုံတဲ့သူတွေအဲ့လိုလူတွေနဲ့ပြောဆိုဆွေးနွေးရတဲ့ကိစ္စတွေဟာမလွယ်ဘူးဒါပေမဲ့ကျွန်မကျေးဇူးတင်တယ်တမင်သက်သက်လည်းအဲ့ဒီဟာကိုကျွန်မဟို step down မလုပ်ဘူးပေါ့နော်ဟိုကမလုပ်သေးဘူးငါမလုပ်တော့ဘူးလို့မလုပ်ဘူးအဲ့ဒါဘာလဲဆိုတော့ခုနလိုပဲကျွန်မရဲ့မျှခြေဖြစ်စွာနေနိုင်မှုအတွက်အမှန်တန်ကျေးဇူးကြီးလို့ပဲနောက်မှဆိုရင်ကျွန်မဘာမှမြင်မှာမဟုတ်တော့ဘူးကျွန်မနိုင်ငံကိစ္စလောက်နဲ့ကျွန်မကျေနပ်ပြီးတော့ဟိုအစင်နေပြေးနေမှာဆိုရင်ကျွန်မရဲ့မျှခြေပြတ်မှာပဲတေချာတယ်တစ်ဖက်စွန်းရောက်သွားမှာပေါ့နော်အခုကျတော့အခုဆိုရင်ဟလာဘယ်လာရုစ်ကမိတ်ဆွေတွေကတဆင့်သူတို့ရဲ့တော်လှန်ရေးဘလောက်ခက်ခဲကြက်တဲနေတာတွေကိုတွေ့ရတယ်ဟလာဒီဗီဂါပန်
ကတစ်ဆင့်တရုတ်ပြည်တွင်ကအခြေအနေတွေကိုပို့ပြီးနားလည်ခွင့်ရတယ်ဟုတ်လားကျမတို့မှာအီရန်လည်းပန်ရှိတာပဲဒါသူဆိုလို့ရှိရင်လည်းသူတို့စီကနေလည်းအင်မတန်မှနားလည်ပြီးတော့လေ့လာစရာတွေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီသဘောမျိုးပါဒါကြောင့်ကျမတို့ကတကယ်တမ်းကလေလူတွေကပြောလို့ရှိတယ်မလားဗာလဲ out of box လားဒီ box ရဲ့အပြင်ဘက်ကတွေးပါညာပေါ့နော်ကျမတို့ box မပါပဲတွေးစီချင်တာပေါ့နော် box ကိုထည့်ပြီးစဉ်းစားနေရတာကအလုပ်ကြီးတစ်ခုပဲဟုတ်တယ်မလားဘာဖြစ်လို့ box ကလိုအပ်ချက်ဖြစ်နေရတာလဲပေါ့နော်အထဲနေရမှာလို့အပြင်နေရမှာလို့ဆိုတော့အဲ့ဒါလိုအပ်ချက်မဟုတ်တော့ဘူးကျမတို့ဒီတက်လွတ်လပ်တွေးကြရအောင်ဒီတက်လွတ်လပ်ကိုရနိုင်သလောက်ပေါ့နော်ဒီ free access ကိုစူးစမ်းရအောင်ဒါနဲ့ပတ်သက်လဲကျွန်တော်အများကြီးပြောတယ်ဒီမိုကရေစီရဲ့အင်မတန်ကောင်းတဲ့အနှစ်သာရတစ်ခုကိုပြောပါဆိုလို့ရှိရင်တော့ freedom of choice ကျွန်တော်ကလွတ်လပ်မှုပါလွတ်လပ်စွာရွေးခွင့်ရှိနေတယ်ကျွန်တော်မရွေးရင်တော့ကျွန်တော်တို့ဒုက္ခရောက်မှာပဲအခုဖြစ်နေတာအလိုလေသိလားဒါနဲ့ပတ်သက်ပြီးတော့အဲဒီဖိလစ်ပင်းကနောက်ဆုံးမှာတော့သူငြိမ်းချမ်းနိုဘယ်ရသွားတယ်မာရီယာရက်ဆာတခါတော့ပြောမှုတယ်လူတွေရတဲ့ choose not to choose ဖြစ်သွားတယ်တဲ့လားဘာဖြစ်လဲဆိုတော့ဒီ social media ခေတ်တနည်းအားဖြင့် digital format ခေတ်မှာအဲ့ဒီပြဿနာလေ American တယောက်ကခရီးထွက်ရင်ကျမတို့အရင်ကခရီးထွက်ရင်ဟိုတယ်တွေမှာမနေ့စောမနေ့သတင်းစာလေးတွေတကားအောက်ကနေပြီးတော့ပို့ပြီးတယ်အဲ့ဒါတွေကိုဖတ်ပြီးတော့ local context ကိုနားလည်အောင်လုပ်ခဲ့ကြတာဒီခေတ်ရောက်လာတော့ဘာလုပ်လဲမလုပ်တော့ဒီထဲမှာထောင်းထားတဲ့ app နဲ့ American တယောက်က New York Times ပဲတစ်ချိန်လုံးဖတ်တာကျွန်တော်လည်းကမ္ဘာသတင်းကိုဘယ်ကနေဖတ်လဲဗမာမီဒီယာတွေကတဆင့်ဖတ်တာပဲများတယ်အများစုကသူ့ original သူ့နိုင်ငံသူ့အာဘောသူ့ရဲ့ local voice တွေ local presentation တွေကိုကျွန်တော်တို့ ignore လုပ်လာတယ်မရွေးချယ်တော့ခြင်းကိုရွေးချယ်လာကြတာမရွေးတော့လုံးဝမရွေးတော့ကိုအလွယ်တကူဒီလက်တပွားစာလေးတွေကရလာနိုင်တဲ့အခြေအနေအချက်အလက်တွေကိုပဲအလုံးစုံပြည့်ယုံပြီးတော့ကျွန်တော်တို့ရွေးလာကြတယ်တနည်းအားဖြင့်နည်းနည်းတော့ယဉ်သိရကြတယ်ပေါ့နော်ကျွန်မကတော့အဲ့ဒီစကားလုံးလေးကိုသိသဘောကျတယ်ပေါ့နော်လူတွေကလူအရာကြလာကြတယ်လူဟာလူရဲ့အစွမ်းရည်ဖြစ်တဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုထုတ်မသုံးတော့ဘူးဆိုရင်ဒါဟာအရာကြတာပဲလူဟာလူအရာကြတာပဲဒီဘက်ခေတ်မှာ netizen ခေတ်မှာအကြောက်စရာအကောင်းဆုံးအန်တီဟာလူအရာကြခြင်းလို့ပဲကျွန်တော်မြင်တယ် passive consumer တွေဖြစ်လာတယ်ဟလားစက်ရုပ်တာတုံ့ပြန်ပေးတဲ့အဆင့်ပဲဖြစ်သွားတယ်ကျွန်တော်တို့ကရွေးရတယ်ပေါ့နော်ကျောင်းသားတွေကစာမွေးဖြစ်ရင်ဗာလဲမိကုန်းကိုဖွင့်ဆိုရှင်းပြဖြေရမှာထဲ multiple choice ကြိုက်တယ်ပေါ့နော်မှန်ရင်လည်းမှန်သွားမယ်မှားချင်လည်းမှားသွားမယ်အခုလည်းအဲ့ဒီဘဝပဲပေါ့နော်အဲ့လိုရွေးနေကြတာtrue and false ရွေးရတာတော့ကိုငါဘဝကို handle လုပ်နိုင်ပြီလို့ကျွန်တော်တို့ကထင်အောင်ထင်မှာဖြစ်တာဒီထက်မကကျွန်တော်တို့မှာရွေးပိုင်ခွင့်ရှိတယ်ရွေးလို့ရနိုင်တဲ့ method တွေရှိတယ်ရွေးလို့ရစီတဲ့ platform တွေရှိတယ်အဲ့ဒါကိုသိအောင်လို့ကျွန်တော်တို့ကိုယ်တိုင်က conscious reader ဖြစ်ဖို့လိုမယ် active reader ဖြစ်ဖို့လိုမယ်အဲ့လိုလုပ်ခြင်းအပြင်သာကျွန်တော်တို့ရဲ့ကဘာဟောင်းတွေကထွက်သွားနိုင်တဲ့ခြေလှမ်းအသစ်တွေဟာအသက်ဝင်လာနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်